ပြီးခဲ့တဲ့အပိုင်းမှာတော့ကြောက်တိုင်ကြီးကစတင်အကွဲလာခဲ့ပြီးတော့အခုဆိုရင်ကြောက်တိုင်တွေကလူသားကြီးကစတင်ထွက်ပေါ်လာခဲ့ပါပြီ။ဗိုလ်ချုပ်ဆွတ်ထိုးဟင်းကတော့ဒီလူသားဟာသူ့အပိုင်ပဲလို့ပြောပြီးတော့သူ့ကိုမက္ကဆီကိုနာမည်လှလှလေးပေးရမယ်လို့ပြောပြီးစန်တာနာလို့ပေးလိုက်ပါတယ်။ကြောက်တိုင်တွေကထွက်လာတဲ့လူကလည်းအနမ်းတွေရှောက်ခံနေပြီးဗိုလ်ချုပ်ကစပီဝါကွန်ကိုမင်းပြောတဲ့ဆွမ်းအားမြင့်တော်ဆိုတာဒါလားလို့ပြောနေပါတယ်။ပြီးတော့ဗိုလ်ချုပ်ဟာဒီကောင်းမှာအုံတော်ရောပါရလားလို့ပြောပြီးတော့သူ့လူတွေကိုစမ်းသပ်မှုကိုစဖို့ပြောလိုက်ပါတယ်။ထို့နောက်မှာတော့စမ်းသပ်ခန်းထဲကိုမျက်နှာဖုံးသုံးထားတဲ့အကျဉ်းသားတစ်ယောက်ကိုထည့်လိုက်ပြီးတော့ဗိုလ်ချုပ်ဆက်ထိုးဟင်းကလည်းဒီအကျဉ်းသားကအစားရလမ်းအောင်မရှောင်းနိုင်တဲ့အဖိုးတယောက်လို့ပြောပြီးတော့မျက်နှာဖုံးဆွမ်းကလည်းတော်တော်အံ့ဩစရာကောင်းတာပဲလို့ပြောနေပါတယ်။မျက်နှာဖုံးသုံးထားတဲ့အကျဉ်းသားဟာကြောက်တိုင်လူသားကိုသူ့ရဲ့လက်သေးအိမ်နဲ့ပဲထိုးဆွဲလိုက်ပြီးတော့သူ့ရဲ့အဆုပ်နေခဲ့ပါတယ်။ဗိုလ်ချုပ်ကတော့သူ့ရဲ့စမ်းသပ်ခန်းလေးသေးပြီလားဆိုပြီးကြည့်နေပါတော့တယ်။ဒါပေမဲ့ဗိုလ်ချုပ်ထင်အားနဲ့တခြားစီဖြစ်နေပြီးတော့ကြောက်တိုင်လူသားဟာအကျဉ်းသားကိုသူ့ရဲ့ခန္ဓာကိုယ်ထဲထိဆုပ်ယူပြစ်နေရပါ။ဗိုလ်ချုပ်ကတော့စားသုံးပြီးလူအောင်ကြီးလာသားပဲလို့ပြောပြီးတော့သူ့ရဲ့အသိဉာဏ်ကတော့တိရစ္ဆာန်လောက်ပဲရှိမယ်လို့ပြောနေတဲ့အချိန်မှာပဲစန်တာနာဟာသူ့ရဲ့နာမည်ကိုလမ်းခေါ်လိုက်ပါတယ်။ဗိုလ်ချုပ်ကတော့သူ့နာမည်ကိုခေါ်လိုက်တဲ့အပြင်စကားပြောနိုင်လို့အံ့ဩနေပြီးအထက်ကနေဘလို့ကြားနိုင်တာလဲလို့ပြောနေပါတယ်။တစ်ဖက်မှာတော့ဂျိုချိုဟာသူရိုက်မေးလာတဲ့လူစီကနေလုဘတ်စကန်နေအောင်သိရှိခဲ့ရပြီးအထက်မှာစပီဝက်ကွန်ရှိနေအောင်သိတာကြောင့်အထက်ကိုဘလို့ဝင်ရမလဲစဉ်းစားနေပါတယ်။ဂိတ်ပါဝါမှာတော့အစားတောက်တွေလာပို့ရမိန်းကလေးတွေကိုဂိတ်ဆောင်နေရခန္ဓာကိုယ်စစ်ဆေးရမယ်လို့ဆိုပြီးခေါင်းဝင်တွေကိုမတင်ခိုင်းကသူတို့စိတ်ကျင်တမ်းမှဝင်ခန်းလိုက်ပါတော့တယ်။နောက်တရားလို့ခေါ်လိုက်တဲ့အချိန်မှာတော့ဂျိုဂျိုကမိမကဝင်ဝေးလာတဲ့အပြင်မှာနှခမ်းကြီးဆိုတာပြီးအရက်လာပို့တာပါလို့ပြောပြီးတော့သူ့ကိုမစစ်တော့ဘူးလားလို့ပြောနေပေမဲ့ဂိတ်ဆောင်နေရကသူ့ကိုဘာလဲလို့ပြောပြီးတနက်တွေနဲ့ချိန်နေပါတော့တယ်။ဂျိုဂျိုကတော့ဒီလောက်ပြင်ဆင်နေတာကိုငါရဲ့တယောက်မှန်ကိုသိရလားလို့ပြောပြီးတော့မင်းတို့ဂျာမန်ကြီးကညံကောင်းသားပဲလို့ပြောနေပြီးဂိတ်ဆောင်နှစ်ယောက်ကလည်းဆောက်ယူလာမင်းရုပ်ကြီးကြီးရတယ်တိတာနေရလို့ပြောလိုက်ပါတယ်။သူကလည်းဟာမုန်းအောင်ပြီးပလင်းဖုံးကိုအပေါ်ပြလိုက်တဲ့အခါမှာတော့အုံးသီးနှလုံးကဂိတ်ဆောင်တွေရဲ့မျက်နှာလေးတယောက်ကြာသွားပြီးတော့ဂျိုဂျိုကလည်းပြင်းပေးလိုက်ပါတယ်။ပြီးရဲ့နောက်မှာတော့ဂျိုဂျိုကဂိတ်ဆောင်နှစ်ယောက်ကိုဖွဲ့ပြီးဝတ်စားတွေကိုယူဝေးလိုက်ပါတော့တယ်။တစ်ဖက်မှာတော့ကြောက်တိုင်လူသားဟာပျောက်သွားပြီးတော့ဗိုလ်ချုပ်ကလည်းဒေါက်တာကိုမင်းကြည့်နေရမှာမဟုတ်ဘူးလားဘယ်ပျောက်သွားရလဲဆိုပြီးစူနေပါတယ်။စပီဝက်ကန်ကလည်းဒီလောက်အလုံးပိတ်ထားတဲ့အခန်းထဲကနေနေရန်နေတန်းပြက်စီပဲဘလို့ထွက်သွားရလဲလို့စဉ်းစားနေပါတယ်။ဗိုလ်ချုပ်ဟာရုပ်တံကိုကြည့်လိုက်တဲ့အခါမှာတော့ထိုကြောက်တိုင်လူသားဟာနေရန်စီကိုပြေးထွက်သွားပြီးရိုးတွေကိုလိန်ချိုးကလေးပေါက်ထဲကနေထွက်သွားတာပါ။ဒါကိုမြင်သွားတဲ့လူတွေအကုန်လုံးကလည်းလန့်နေပြီးလေးပေါက်ထဲကနေဘလို့တောင်ထွက်သွားနိုင်တာလဲဆိုပြီးစဉ်းစားနေပါတယ်။ပြီးတော့စပီဝက်ကန်ကလည်းသူကစခန်းရဲ့လေဝင်လေထွက်စနစ်ထဲမှာလို့ပြောပြီးဒေါက်တာကလည်းကြောက်တိုင်လူသားဆန္ဒတာဟာဗိုလ်ချုပ်ရဲ့နာမည်ကိုအဲ့လေပေါက်တွေထဲကပဲကြားတာဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်။ဗိုလ်ချုပ်ကလည်းလေပေါက်နားမှာနေတဲ့စစ်သားကိုအနာဖဲအန်ရများရဲလို့ပြောနေပေမဲ့ထိုစစ်သားဟာလေပေါက်ထဲကိုသွားကြည့်နေရကြောင်းကြောက်တိုင်လူသားဆန္ဒတာဟာထိုစစ်သားရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါတယ်။ထိုစစ်သားဟာအယမ်းမှောင်နေရဘသူမီးပိတ်လိုက်တာလဲလို့ပြောနေပြီးသူ့ကိုတယောက်တည်းမထားခဲ့ပါနဲ့လို့ပြောနေပါတယ်။ဗိုလ်ချုပ်ကလည်းဘာတွေဖြစ်နေလဲမသိပေမဲ့ဒီစောဘာကိုလှုပ်ပေးလိုက်ရင်မိမိရဲ့အတွက်အန်ရဖြစ်သွားလိမ့်မယ်လို့ပြောပြီးတော့အကုန်လုံးကိုတန်းတန်းနဲ့ပြစ်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့လည်းအပူခံလိုက်ရတဲ့စစ်သားဟာဘာမှမဖြစ်ပဲနဲ့ငါအဲ့နေရာကိုဘယ်လိုနှိုးလိုက်တာလဲလို့ပြောပြီးစပီဝါကန်ကလည်းသူ့ရဲ့အသိဉာဏ်နဲ့မြန်မာလွန်လာကြောင်းအချိန်တိုတွင်းမှာတင်ယူလိုက်တာလို့ပြောနေပြီးတော့အပူခံလိုက်ရတဲ့စစ်သားဟာသူ့ကိုပစ်ထားတဲ့ကြီးစံလေးနဲ့ပဲတခြားစစ်သားကိုပြန်ပစ်လိုက်ပါတယ်စစ်သားတယောက်ကလည်းစပီဝါကန်ကိုဒေါင်းနာမှာတပုံးနေပါလားဖို့အန်ရများရဲ့နော်လို့ပြောပြီးတော့စပီဝါကန်ကလည်းငါဂျာမန်ကောင်တွေစီကအကူအညီမလိုဘူးလို့ပြောပြီးစစ်သားကလည်းအခုချိန်ထိအောင်ခေါင်းမနေရုံနဲ့နော်လို့ပြောလိုက်ပါတယ်ထိုအချိန်မှာပဲအပူခံရတဲ့စစ်သားရဲ့ကိုယ်ထဲကနေကြောက်တိုင်လူသားကထွက်လာခဲ့ပါတယ်။စောနာကစစ်သားကလည်းဗိုလ်ချုပ်ရဲ့စပင်ကိုဆွဲနှုတ်ပြီးတော့လှုပ်ရှားရှိလို့ခဏသုံးမယ်လို့ပြောလိုက်ပါတယ်။စပီဝက်ကောင်ကလည်းမင်းကဘာတူလဲလို့ပြောနေပြီးတော့ထိုစစ်သားကတော့ဒါကိုစပင်တိုက်ခိုက်မှုလို့ပြောပြီးတော့အုတ်ထုတ်ကျွတ်သွားချိန်မှာတော့သူဟာဟန်ဆောင်ထားတဲ့ဂျိုးစစ်သားပါ။ကြောက်တိုင်လူသားကလည်းကြီးစံနေနဲ့စလိုက်ပြစ်နေပြီးတော့ဂျိုဂျိုကလည်းစပင်နဲ့ဟာမုန်းကဝဲကိုပြန်ဖန်တီးပြီးခုခံနေပါတယ်။ကြောက်တိုင်လူသားကလည်းကြီးစံနေကုန်လို့ရသွားချိန်မှာတော့စပီဝက်ကန်ကမင်းဒီကိုဘလို့ရောက်လာတယ်လို့ပြောပြီးတော့ဂျိုဂျိုကလည်းဂျာမန်တပ်ကပိုပြီးခမားစင်မင်းကြီးကချမ်းနေရနော်လို့ပြောပြီးကြာရင်ထိပြောင်သွားလိမ့်မယ်လို့ပြောနေပါတယ်။တို့ကတော့ဂျိုဂျိုဆိုတာမင်းလားလို့ပြောပြီးတော့ဒီကြောက်တိုင်လူသားကိုခုချက်ချင်းတက်ပြရမယ်မောင်းရင်အန်နေရမ်းများတယ်လို့ပြောနေခဲ့ပါတယ်။ဂျိုဂျိုကတော့ကြောက်တိုင်လူသားနာသွားပြီးတော့နှာခေါင်းဝင်ထိကမင်းစောနာကစကားပြောလိုက်တယ်မလားစကားပြောအောင်ငါနာမည်ကဂျိုဂျိုလို့ခေါ်ပါတယ်နေကောင်းတာတွေ့ရတာဝမ်းသာပါတယ်ဆိုပြီးပြောနေပါတယ်။ဗိုလ်ချုပ်နဲ့စပီဝါကန်ကလည်းဂျိုဂျိုဘာလုပ်နေရလဲဆိုပြီးကြည့်နေပါတယ်စပီဝါကန်ကဂျိုဂျိုမင်းဘာကြီးလုပ်နေရလဲလို့ပြောလိုက်ပြီးဂျိုဂျိုကတော့အခုမှတွေ့ရလို့ရန်သူလို့မတတ်မှတ်နိုင်ဘူးပြီးတော့သူကမကောင်းတဲ့လူမဟုတ်တော့ပါဘူးအဲ့လားကြောင့်စမ်းသက်ကြည့်နေတာလို့ပြောလိုက်ပါတယ်ဗိုလ်ချုပ်ကတော့သူကအန်ရများရဲ့စစ်သားတွေကိုတော့ရဲဆက်ဆက်တက်ထားတာမမြင်ဘူးလားလို့ပြောလိုက်ပြီးမှဂျိုဂျိုကတော့မင်းတို့အရင်သူ့ကိုစမ်းသက်ပြီးတနက်နဲ့ပြစ်တာလေလို့ပြောလိုက်ပါတယ်ပြီးတော့ဂျိုဂျိုဟာသူကစပီဝက်ကောင်ကိုနယူးယောက်ကိုပြန်ခေါ်ဖို့လာတာဘာမှတိုက်ခိုက်နေစရာအကြောင်းမရှိဘူးလို့ပြောပြီးတော့ကြောက်တိုင်လူသားကိုလည်းတွေ့ရတာဝမ်းသာပါတယ်လို့ပြောနေခဲ့ပါတယ်ဒါပေမဲ့လည်းကြောက်တိုင်လူသားဟာသူ့ကိုအဖက်တောင်မလုပ်ဖ ೇನೆ ထွက်သွားတာကြောင့်ဂျိုဂျိုကဝမ်းနေသွားပြီလို့ပြောပြီးကြောက်တိုင်လူသားကိုခြေထိုးခံပြီးခြေချောအောင်လုပ်လိုက်ပါတယ်ဂျိုဂျိုကခြေလောက်ထိုးခံလိုက်ပေမဲ့ချော်လဲသွားတာသူကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်ကြောက်တိုင်လူသားကတော့တနက်ကိုကောက်ရင်ကဒါကိုသူအရင်ကတစ်ခါမှမမြင်ဘူးလို့ပြောပြီးတော့စပီဝက်ကလည်းသူကခဏလေးနဲ့ငါတို့ဘာသာစကားကိုတက်မြောက်သွားပြီလို့ပြောလိုက်ပါတယ်စ
ဒါအပြင်ကြောက်တိုင်းလူသားဟာတနက်ကိုခဏလေးသွင်းမှဖြုတ်ပြလိုက်ပြီးတော့ဂျိုဂျိုကလည်းဒါကကျွမ်းကျင်တဲ့ပညာရှင်တယောက်လိုဖြုတ်လိုက်တာပဲလို့ပြောပြီးဘိုလ်ချုပ်ကလည်းကျွမ်းကျင်တဲ့လူရောင်ဒါကိုဖြုတ်ဖို့နိုင်ရင်းချီကြရဲလို့ပြောလိုက်ပါတယ်ပြီးတော့မြေအီလင်းအောင်မြင်လိုက်ရတဲ့အချိန်မှာလည်းအရန်တော့ပါလုံးနဲ့ငါဒီအလင်းအောင်တော့မြင်ဘူးလို့ပြောနေခဲ့ပါတယ်ဂျိုဂျိုကတော့ဒီမှာမိတ်ဆွေမင်းငါတို့ပြောတာကိုနားလဲရဆိုရင်တော့အကြောင်းတော့ပြန်လေးဆိုပြီးအုတ်ထုံနဲ့ခေါင်းကိုသွားခေါင်းနေခဲ့ပါတယ်ကြောက်တိုင်းလူသားကလည်းမင်းကိုဒေါသဖြစ်အောင်လုပ်လိုက်တာပဲလို့ပြောပြီးတော့သူ့ရဲ့တက်ခိုက်ရင်းနိုင်လို့ခေါ်တဲ့အရာတွေနဲ့ဂျိုဂျိုကိုတက်ခိုက်လိုက်ပါတယ်ဂျိုဂျိုကလည်းအချိန်မီဟာမွန်းသုံးပြီးကာလိုက်ပင်မဲ့အရန်ကျန်းလုံးလာကြောင့်မျက်နှာချက်ကိုထိပြီးအောက်ကိုပြန်ပြုတ်ကြကမှောက်သွားပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုရောနောက်နေ့ပါတင်ပေးသွားပါမယ်